နိုင်ရှင်းအောင်ပြီးသားပေးတစ်ခုကိုကျွန်တော်ပြန်ရောင်းမှဆိုလို့ရှိရင်9သိန်းကနေ10သိန်းထပ်တော့မှရတယ်ဗျာ10သိန်းဝန်းကျင်ဆိုတော့အဲ့လိုမျိုးဘာကြောင့်ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးဆိုလို့ရှိရင်ကြီးကောင်းတယ်ဗျာဒီမြန်မာ audience ပေးတွေဆိုလို့ရှိရင်လေကျွန်တော်တို့မှအစားတွေမယုံနိုင်ဘူးဗျာဆိုတော့ဒီမျိုးလောက်တာခက်လာဆိုလို့ရှိရင်မခက်ဘူးဗျာဒီပေးတွေဆိုလို့ရှိရင်ဒါတစ်လမပြည့်ဘူးဗျာတစ်လဝန်းကျင်လောက်ပဲရှိအောင်မယ်ဆိုတော့သူတို့ဆိုလို့ရှိရင်ဗီဒီယိုတပေါ်တင်နေ follower ဖြစ်ပြီးတော့ follower တွေမှာဆို 9k ဗျာဒါကကျွန်တော်ကိုယ်တိုင်မှန်းပေးဒါကကျွန်တော်သိနေတာတရားကျွန်တော်ညီလေးရောဗျာသူကလည်း viewer နဲ့ပေးဆိုလို့ရှိရင်အခုဆို 35k follower တော့ရနေပြီဒါပေမဲ့ကျွန်တော်တို့ကပေးတွေကတစ်လားမပေးတယ်အဲ့ဒါပြင်ကိုမှစီးနေတယ်နောက်ထပ်ဗလဲတရုတ်စာတန်းထိုးပြအဲ့လိုမျိုးတရုတ် soft video တွေကိုမှစာတန်းထိုးပြန်တင်တဲ့ဟာလေးတွေလည်းစီးနေတယ်အဲ့ဒီပေးတွေဆိုလို့ရှိရင်အရင်ကမှ group ဖြစ်တာအရင်မြန်လာမှကျွန်တော်ပြပေးမယ်အဲ့ကြောင့်မို့ကြာကျွန်တော်တို့ကဒီ TikTok တစ်ခုတည်းကိုပဲ TikTok မှာဆိုလို့ရှိရင် online ရှင်းအောင်ပြီးသား 10k follower တကောက်ကိုမှကျွန်တော်များလို့ရမှာဘယ်လောက်လဲ2သိန်း3သိန်းပေါ့နော်ဒါပေမဲ့ဒီမှာရှာမှာ Facebook မှာဆိုလို့ရှိရင်5 6သိန်းဆိုတော့ဗျာ2ဆ3ဆလောက် AC ကိုတားတယ်ဆိုတော့ video လောက်တာတွေပါရတူတူပဲဗျာ TikTok မှာတင်တဲ့ video လဲ Facebook မှာတစ်ခါတင်လို့ရရဖြစ်တဲ့အတွက်လေတော်လေးကိုတော့အဆင်ပြေတယ်။ဟုတ်ကဲ့ပါဆိုလို့ရှိရင်8.3k ဗျာ။ဆိုတော့ video တင်တဲ့ video ဆိုရင်ကျွန်တော်ဒီမှာဗာလဲဒီကောင်ဆိုမြန်မာစာတန်းထိုး video တွေကိုပဲတင်တယ်။ဒီ page ဆိုလို့ရှိရင်ဗာစာတန်းထိုး video တင်တဲ့အပြင်ကိုမှ VIP ဒီမှာပြန်ပြီးတော့ရောင်းသေးတယ်။ကျွန်တော်ဇက်ကအစားဆုံးကြည့်ချင်လို့ရှိရင် VIP ဝယ်ပြီးတော့မှကြည့်ရတယ်ဗျာ။ဆိုတော့ဒီမှာဆိုလို့ရှိရင်ပေးရတာမနိုင်ချင်းမအောင်နေတာသူမှဗာလဲပတ်စံရပတ်စံရအနေနဲ့တွေကပွင့်နေပြီကျွန်တော်ပေးရတော့အောင်တော့မရကျွန်တော်ပေးရတော့ဒီ 10k follower ရလာပြေးလို့ရှိရင်ကျွန်တော် view လေးပုံမှန်လေးတင်ပါလို့ရှိရင်တော့မကြတော့ဘူးဗျာဆိုတော့ဗာ TikTok တစ်ခုတည်းကိုပဲလုံးတဲ့အပြင်ကိုမှဒီ Facebook page channel တွေလောက်လို့ရှိရင်ပို့ပြီးတော့ဝင်ငွေကောင်းတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီ video မှာအဓိကပြချင်ဖြစ်ပါတယ်ဆိုတော့အကောင့်လေးကို follow ထားပါကိုယ်နဲ့ movie ကတင်တဲ့တက်ချင်လို့ရှိရင်တော့ bio telegram လေးရရင်ဆက်သွယ်ပြီးတော့တက်မြောက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်